ကဆိုင်ရင်ပေးမဲ့သူရဲ့ကမပိုင်သေးဝေးနေရတယ်သွားမှာမီးလွန်နေရမှန်းသိရလားလေလွန်နေရမှန်းသိရလားလေယောက်ျားလေးမို့အဖို့တင်ပွဲတဲ့ရှင်တွေနဲ့လွန်စကားကလေးတွေဝေမျှပြီးလွန်နေတဲ့ခြေနဲ့အောင်လွန်ဝင်ရှိတဲ့အိမ်မပြောစိတ်ကြွေနွမ်းတဲ့ခါမိဒီရောက်တဲ့ချိန်မိလွန်နေမှာလွတ်လပ်တဲ့ဘဝတွေအလံကိုရင်စားကြရဲ့ရပြီ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 ဆက်လို့တဲ့ကံညိုးတဲ့လမ်းပင်မှာလမ်းခွဲရဲ့ပြုံကြည့်ရလေကိုယ်ပဲကဆိုင်နေမိမဲ့သူပဲကမဆိုင်တော့ဝီရရတယ်ဘဝနာမီလွန်နေရမှန်းသိလားလေလွန်နေရမှန်း